cause and effect ရဲ့ question number 1ကိုဖြေကြည့်ရအောင်ဒါကိုမဖြေခင်မှာ cause နဲ့ effect အကြောင်းကိုနည်းနည်းလေးပြောချင်နေပေါ့နော် cause နဲ့ effect ကဘလို့နေရာမျိုးမှာတွေ့ရတာများလဲဆိုရင်ပုံမှန်ဖြစ်နေတဲ့အခြေအနေတစ်ခုကိုသူကပေးထားလိမ့်မယ်ပေါ့နော်ပုံမှန် condition ဒါမှမဟုတ်ပုံမှန် situation တစ်ခုကိုပေးထားလိမ့်မယ်အဲ့ဒီပုံမှန်အခြေအနေတစ်ခုဖြစ်ရင်သူ့ရဲ့ပုံမှန်ရလဒ်ကဘာလဲပေါ့နော်ဆိုတော့ပုံမှန်အခြေအနေတစ်ခုမှာဆိုရင်ပုံမှန်ရလဒ်ကဘာလဲဆိုပြီးပေးထားလိမ့်မယ်ပြောရရင်တော့ normal situation ကိုပေးထားတာပေါ့နော်ဒါပေမဲ့အဲ့ဒီပုံမှန်အခြေအနေမှာတခုခုပျက်စီးသွားတယ်တခုခု error တက်သွားတယ်ဒါမှမဟုတ်လဲအနောက်ရှက်တခုဝင်လာတယ်ဆိုတာမျိုးဖြစ်သွားရင်ပုံမှန်အခြေအနေဆိုတာပြတ်သွားလိမ့်မယ်အဲ့တော့ပုံမှန်အခြေအနေဆိုတာပြတ်သွားရင်ဘာဖြစ်လာလဲဆိုတော့ပုံမှန်ရလဒ်ကလည်းပြတ်သွားမယ်အဲ့ဒါကိုတချေတို့ကတွယ်ဝိုက်ပြီးတော့စဉ်းစားပြရတယ်ပေါ့နော်ဒီလိုမေးခွန်းတွေက cause and effect မှာတွေ့ရတတ်တယ်ပြန်ပြောမယ်နော်ပေးထားချက် passage ထဲမှာတော့ပုံမှန်အခြေအနေပုံမှန်ရလဒ်ကိုပဲပေးထားတယ်ဒါပေမဲ့မေးခွန်းကမေးတဲ့အခါမှာအဲ့ပုံမှန်အခြေအနေပြတ်သွားရင်ဘာဖြစ်မလဲဆိုတာမျိုးမေးတတ်တယ်အဲ့ဒါဆိုရင်ငကိုရှိနေတဲ့ပုံမှန်ရလဒ်ကပျက်စီးသွားတယ်ပြောင်းလဲသွားတယ်ဆိုတာမျိုးကို choice ထဲမှာရှာပြီးဖြည့်ပေးရမှာဖြစ်တယ်အဲ့ငကိုရှိနေတဲ့ပုံမှန်ရလဒ်ကပျက်စီးသွားတယ်ပြောင်းလဲသွားတယ်ဆိုတာမျိုးကို passage ထဲမှာတော့ပေးထားမှာမဟုတ်ဘူးအဲ့လိုမျိုးမေးခွန်းတွေပါတတ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒါလေးကိုသဘောပေါက်ပြီလို့ထင်ပါတယ်မေးခွန်းကိုစဖတ်ကြည့်အောင် When a frame shift insertion mutation or a non-frame shift insertion mutation occurs what is the result အဲ့တော့ frame shift insertion ဆိုတာပဲဖြစ်ဖြစ် non-frame shift insertion ဆိုတာပဲဖြစ်ဖြစ် mutation ဖြစ်တယ်ဆိုရင်result ကဘာလဲတဲ့အဲ့တော့မေးခွန်းသိပြီအဖြေ choice A ကိုတွားဖတ်ကြည့်ရအောင်ဖြစ်မှာက incorrect or additional amino acid will be inserted when a protein is transcribed and translated from the DNA. protein တစ်ခုကို DNA ကနေ transcribe translate တွေလုပ်တဲ့အခါမှာ amino acid တွေကမှားပြီးတော့ထည့်မိတာမျိုးဒါမှမဟုတ်ရင်additional ဆိုတော့အပိုထည့်မိတာမျိုးဖြစ်နိုင်တယ်တဲ့ဆိုတော့သူပြောတယ်frame shift insertion mutation non-frame shift insertion mutation တွေဆိုတာကိုဒီဘေးနာစာပိုက်မှာတွားရှာကြည့်ရအောင် pointer လေးနဲ့ထောက်ပြီးတော့တစ်ကြောင်းချင်းစီရှာကြည့်ပါမယ်အဲ့တော့ဒီနားမှာတော့ तू က insertion mutation ဆိုတာတော့တွေ့ရပေါ့နော်frame shift တွေ non frame shift တွေလို့တော့ तू ကမပြောထားဘူးဆိုတော့ frame shift non frame shift တွေများရှိမလားလို့အောက်ဒီမှာတွားကြည့်ကြည့်လိုက်မယ်ပေါ့လေဒီနားမှာ frame shift insertion mutation ဆိုတာကိုတော့စာတွေ့ပြီပြီးတော့ဒီမှာလည်း non frame shift insertion mutation ဆိုတာကိုလည်းတွေ့ပြီအဲ့တော့ဒီ frame shift insertion mutation အရှိမ this နဲ့ရေးထားတာဖြစ်တဲ့အတွက်သူ့အရှိစာကြောင်းမှာဖတ်ဖို့လိုတယ်အဲ့တော့ this တို့ these တို့အဲ့လိုမျိုးရေးထားတယ်ဆိုရင်အရှိစာကြောင်းကိုသူကရည်ညွှန်းပြီးတော့မှနောက်စာကြောင်းကဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်နှစ်ကြောင်းလုံးတွဲဖတ်ရင်ပုံမြန်မြန်လေးအဓိပ္ပာယ်ပေါက်မယ်ပေါ့အဲ့တော့တစ်ခါတည်းဖတ်ကြည့်ရအောင်An insertion of an A at the beginning of the sequence would change the sequence to AGG ဒီ sequence ကိုသူကပြောင်းသွားစေမယ်ပေါ့လေ insertion ထည့်လိုက်ခြင်းအပြင် sequence ကိုပြောင်းသွားစေမယ် which would change the codons ကိုလည်းပြောင်းသွားစေမယ် to ဒီလိုဖြစ်သွားမယ်ပေါ့နော် and D this is called a frame shift insertion mutation since the insertion caused all the codons following the mutation to change အဲ့တော့ဆိုလိုချင်တာကဒီလိုမျိုး insertion လုပ်လိုက်တယ်ဆိုလို့ရှိရင် sequence ကပြောင်းလဲသွားမယ်အဲ့လိုပြောင်းလဲသွားရင် codon စီကလည်းပြောင်းလဲသွားမယ်တဲ့ဆိုတော့အဓိပ္ပာယ်က insertion လုပ်လိုက်လို့ codon စီက change ဖြစ်သွားတာဆိုတော့ insertion ကဒီမှာ cause codon က effect ပေါ့နော်အခုတချေတို့ရှာခိုင်းနေတာက what is the result လို့ပြောတာဖြစ်တဲ့အတွက်ဒီ effect ကိုအာရုံစိုက်ရမယ်ဆိုတော့ codon ဆိုတာဘာလဲ codon change ဖြစ်သွားရင်ဘာဖြစ်လဲဆိုတာကိုလိုက်ကြည့်ရမယ်အဲ့တော့အောက်က non frame shift insertion mutation ဆိုတာကိုလည်းဖတ်ကြည့်လိုက်မယ် Another type of insertion mutation is called a non-frame shift insertion mutation. This occurs when 3 bases are inserted, causing a whole new codon to be created. အဲ့တော့ codon အသစ်ကြီးတစ်ခုဖြစ်သွားတယ်
ဒါကို non-friendship insertion mutation လို့ခေါ်တယ်အဲ့တော့ तू ကလည်းရတာကကိုဒွန်အသစ်ကြီးတစ်ခုရောက်လာတယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်က new ကိုဒွန်ရောက်လာတယ်အဲ့တော့နှစ်ခုပေါ့နော်အဲ့တော့နှစ်ခုလုံးကဘာနဲ့ဆိုင်လဲဆိုတော့ကိုဒွန်အပြောင်းလဲကိုဒွန်အသစ်ရောက်လာတာနဲ့ဆိုင်နေအဲ့ဒီခါကျတော့အဲ့ကိုဒွန်က teacher တို့ choice A မှာကျတော့ကိုဒွန်ဆိုတဲ့စကားလုံးမပါဘူးအဲ့တော့ကိုဒွန်ဆိုတာဘာအတွက်သုံးတာလဲဘာအဓိပ္ပာယ်လဲဆိုပြီးတော့ teacher တို့ကဒီစာပိုက်ထဲမှာပဲပြန်သွားကြည့်ဖို့လိုတယ်အဲ့တော့အပေါ်မှာကိုဒွန်ဆိုတာကိုလိုက်ရှာကြည့်လိုက်မယ်။အော်ဒီနားမှာတွေ့ပြီเนาะဆိုတော့တွေ့ပြီဆိုရင်ဒီစာကြောင်းကိုဖတ်ကြည့်မယ်။သူ့အရှိတစ်ကြောင်းသူ့နောက်တစ်ကြောင်းလည်းလိုရင်တစ်ခါတည်းဖတ်လိုက်မယ်။အဲ့တော့ဖတ်ကြည့်ရအောင်။ Each group of 3 bases is called a codon. Base 3ခုစုထားရဆိုရင်ဒါကို codon လို့ခေါ်တယ်။အဲ့တော့အနောက်စာကြောင်းကိုလည်းဆက်ဖတ်ကြည့်လိုက်မယ်။ Codons specify ဆိုတာသူကဟိုတိတိကျကျလေးပြောတယ်ညွှန်းဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ Which amino acids should be added when a cell is building a protein အဲ့တော့ဒီမှာတွေ့ပြီပေါ့နော်တချို့တို့ရှာနေတဲ့ amino acid ဆိုတာအဲ့တော့ကိုဒွန်ကဒီ cell က protein ကိုထုတ်လုပ်တဲ့အခါမှာဘယ် amino acid ကိုထည့်ရမလဲဆိုတာကိုကိုဒွန်ကညွှန်ပြတယ်ညွှန်းဆိုတယ်ပေါ့လေအဲ့တော့ဒါကပုံမှန်ဖြစ်တဲ့အချိန်လေးเนาะဆိုတော့ကိုဒွန်နေပုံမှန်ဖြစ်နေရင်သူညွှန်ပြတဲ့ amino acid တွေကလည်းပုံမှန်ဖြစ်မှာပဲပေါ့ဒါပေမဲ့အခုလိုမျိုးဒီ mutation တွေဖြစ်ပြီး new codon တွေပေါ်လာတယ် codon တွေ change ဖြစ်သွားတယ်ဆိုရင်သူ့ကနေထွက်လာတဲ့ဒီ amino acid ဆိုတာကလည်းပြောင်းလဲသွားလိမ့်မယ်ဒါကြောင့် choice A မှာပြောထားတဲ့ amino acid တွေပြောင်းလဲသွားမယ်ဆိုတာကအဖြေမှန်ဖြစ်သွားပါပြီဆိုတော့ choice A ကအဖြေမှန်ပေါ့နော်အဲ့တော့ကျန်တဲ့ဟာတွေလည်းဘာလို့မှားလဲဆိုတာကြည့်ကြည့်ရအောင် choice B ကပြောတာက incorrect or additional monosaccharides will be inserted when a carbohydrate အဲ့တော့အခုတချို့တို့ဖတ်တဲ့ထဲမှာ carbohydrate ဆိုတာလည်းမပါဘူး monosaccharide ဆိုတာလည်းမပါဘူး protein amino acid ပဲပါတယ်ဒါကြောင့် B ကမှားတယ် C ကိုလည်းဖတ်ကြည့်အောင် incorrect or additional amino acids will be inserted when a carbohydrate အော်မဟုတ်ဘူးလေနော်အခုတချို့တို့တွေ့တာက amino acid က protein ထုတ်လုပ်ဖို့အတွက်လိုတာဒါကြောင့် carbohydrate မဟုတ်ဘူး C ကလည်းမှားတယ် D ကိုလည်းကြည့်ရအောင်Incorrect or additional fatty acid will be inserted when a protein ဟောဒီမှာ fatty acid မဟုတ်ဘူး amino acid ဖြစ်ရမှာဒါကြောင့်ဒီကလည်းမှားပါတယ်ဒါဆိုရင်တော့ choice A ကအဖြေမှန်ဆိုတာအားလုံးသိကြပြီလို့ထင်ပါတယ်ကိုယ်တိုင်ဖြေကြည့်ရင်လည်းအခုလိုမျိုး choice A ကအဖြေမှန်သိသွားတယ်ဆိုရင်တော့မှ BCD ကိုလည်းအခုလိုပဲဖတ်ကြည့်စေချင်ပါတယ်တခါတလေကြလို့ရှိရင် A ထပ်ပိုကောင်းတဲ့အဖြေတွေပိုပြည့်စုံတဲ့အဖြေတွေကလည်းအောက်က BCD မှာပါလာတတ်တဲ့အတွက်အချိန်ရမယ်ဆိုလို့ရှိရင်တော့အောက်ကဟာကိုကြည့်တင်ပါတယ်ဒါမှမဟုတ်ရင်လည်းအားလုံးဖြည့်ပြီးသွားမှနောက်ဆုံးပြန်စစ်တဲ့အချိန်မှာလာကြည့်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒါဆိုရင်နောက်ပုတ်ဒီမှာပြန်တွေ့ကြပါမယ်